စာဖတ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့တင်ဆက်မယ့်အကြောင်းအရာလေးကတော့ဆီယမကြီးမဝင်းမြင့်ရဲ့ရေးပြအိုင်မဇလန်းများတဲ့ကရေးပြအိုင်မဇေဒီဦးဖြစ်ပါတယ်ရှင်။ခေါ်စီပွင့်နဲ့မှတင်ဆက်သူမေမို့ပါရှင်။နားဆင်ပေးကြပါအောင်ရှင်။ရေးပြအိုင်မဇေဒီဦးဝင်းနိုင်သူအဘတာပေါ်ဤထူးဆန်းသောဘဝစဉ်ကိုမက်ခေရွှေကသူရေးတတ်တယ်လို့ရေးပြီးအဖွားကြီးကိုဖတ်ပြသည်။ဖွားကြီးကစိတ်စိတ်နားထောင်သည်။မက်ခေရွှေဖတ်ပြ၍ဆုံးသောအခါကိုရင်အပေါ်အကြောင်းပြောရမှာပြောစရာတခုကြံသွားတဲ့ဆရာမလေးရဲ့ဟုဆို၏ဝိနိုင်သူအဘသာပေါ်အထုပ်ပတ်တီပြီးလျင်ဇေဒီအိုအကြောင်းဆက်ပြောလိမ့်မည်ဟုသောထင်မြင်ချက်ဖြင့်စက်ကူနှင့်ဖောင်တိန်အသည့်ပြင်ထားသောမက်ခင်ရွှေကပြန်မေး၏ဘယ်နေရာကြံသွားလဲဖွားဖွားကျမပြန်ဖြည့်လိုက်ပါမယ်လို့ဆိုကာအဘသာပေါ်အထုပ်ပတ်တီစာရွက်တီကိုအစဘက်ကိုပြန်လှန်လိုက်သည်ကြားညက်ထဲမှာမဟုတ်ပါဘူးကွယ်အစုံးမှရေးထည့်လေရပါတယ်အဖွားကြီးကပြောတယ်ဟုတ်ကဲ့ပါဖွားမက်ခေရွှေကအဆုံးစာရွက်ကိုပြန်လှန်လိုက်ရပြန်သည်။ဖွားကြီးကစင်စင်ဆဆပြော၏။အေးဒီလိုကွကိုရင်တာပေါ်ကမွေးကြိုက်လူနာကိုစေကူရမှာစေဘိုးဝါကဘယ်တော့မှမတောင်းဘူးဆိုတာအဖွားပြောခဲ့ပြီနော်။ပြောခဲ့ပါပြီအဖွား။အဲ့ဒီလိုစေတနာထားကုသပေးပါလျက်နဲ့လူနာတယောက်ကအစိတ်ထားအတော်ရုပ်တကူသူ့ဆွေမျိုးအရင်တည်းကလည်းအခုလိုစေးစရာတယောက်ရှိတယ်။ပြောလောက်အောင်မစွမ်းတော့လူတွေကမရှိမဖြစ်တဲ့အချိန်သုံးခဲ့ကြပါရဲ့။ကိုရင်သားဘော်ကိုတိလာကြတော့သူ့အမျိုးဆေးစရာကိုတဲဂယုမဆိုင်ကြတော့ဘူးပေါ့ကွယ်အဲ့ဒါမနာလိုစိမ့်နဲ့ကိုရင်သားဘော်ကိုတိတ်ခါချတယ်လေဟုတ်ကဲ့အကွာဘလို့တိတ်ခါချလဲသူ့စသားရည်ရည်မွေဝေးထီတော့သူ့အမျိုးကိုမပင်မဲကိုရင်သားဘော်ကိုပင်နေကိုရင်သားဘော်ကလည်းလိုက်ရှာပါတယ်ကုသလည်းပြီးရောဘလို့ပြောလဲဆိုတော့ဆရာကိုပင်တာတိတ်လဲအထင်ကြီးမသွားနဲ့အောင်နော်ကျုပ်ဆွေမျိုးဆရာကြီးကခရီးလွန်နေလို့လွယ်လွယ်ခေါ်လို့ရတဲ့ဆရာကိုပင်တာပဲဒီမွေလောက်တော့ကျုပ်ဆွေမျိုးဆရာကြီးစင်းဝါတောင်တုံးမနေဘူးနှုံးမိန်တခွန်းနဲ့အစိတ်ကျသွားစေနိုင်တယ်ဗျလို့ပြောလိုက်တယ်ဆရာမလေးရဲ့မက်ခင်ရွှေပင်စိတ်ထဲကမခံကျင်ပဲဖြစ်သွားသည်စေးမကုခင်ကဒီလိုစကားမျိုးပြောရင်ကောင်းမှာအဘသားပေါ်ကမကုရပဲပြန်လာရောမွေးစိတ်တက်ပြီးတေးရောမက်ခင်ရွှေကဆို၏ကိုရင်သားပေါ်ကတော့တစ်ဖက်သားကိုတေးကြည်ပျက်စီးအောင်ဒုက္ခရအောင်မလှုပ်ရှားပါဘူးကွယ်သူအဲ့ဒီလိုစော်ကားပြောတော့ကိုရင်သားပေါ်ကလူနာရဲ့ခြေမနဲ့ခြေညှိုးကြားအကွမွေးကြိုက်ရာကိုလက်မလေးနဲ့ပိတ်လိုက်တယ်။အစိတ်ချလို့စီးထွက်နေတဲ့သိုးပုံမဲမဲတွေကကုန်းလူဆဲဆဲနည်းနည်းနဲ့စိတ်ထွက်နေသေးတာပေါ့ကွယ်။ကိုရင်သားဘောကလက်မနဲ့ပိတ်လိုက်တော့နည်းနည်းချင်းစိတ်ထွက်နေတဲ့သွေးပုတ်ဟာချက်ချင်းရက်သွားတယ်။ကိုရင်သားဘောကထုံနေနေတောင်းပြီးနှုတ်ကအတန်မထွက်ပဲနှကန်းလှုပ်ယုံမှန်းပြီးမှထုံးမန်းကိုမွေကြိုက်ရာအထက်ချီပမိုးအလဲတဲတဲကနေပြီးချီပဝါးထိဆွဲလိုက်တော့ချစ်မမိုးနဲ့ဖွားမှာထုံးအခွေလိုက်ထင်သွားတာပေါ့ပြီးတော့ကိုရင်သားဘောကကဲမင်းဆွေမျိုးဆရာကိုကျန်းနေတဲ့အစိတ်ကုံအောင်ချခိုင်းလိုက်ပြီးတော့ကွယ်လို့တခွန်းနဲ့ပြောပြီးပြန်လာခဲ့တဲ့ဆရာမလေးဟိုလူအစိတ်မှုန်ပြီးတေရောလားမက်ခင်ရွှေကမိတယ်ကိုရင်သားဘောကသူတော်ကောင်းမှာဘသူ့ကိုမှတေအောင်ပျက်စီးအောင်မလုပ်ဘူးလို့အဖွာပြောခဲ့ပြီးပါရောဒါဖြင့်ဟိုလူဘလို့ဖြစ်လဲအဖွာမွေစိတ်ကထုံးမှန်းထားတဲ့နေရာကအထက်ကိုမတက်တော့ဘူးဒါပေမဲ့ထုံးမှန်းထားတဲ့နေရာကအောက်ပိုင်းတစ်ခုလုံးဟာပောက်ကွဲထွက်တော့မလို့ခြေချောင်းကလေးတွေကချက်ချင်းကြေမွပြုတ်ထွက်သွားတော့မှကိုအပြင်းအထန်ကြိုက်ခဲတဲ့ဝေဒနာကိုမချိမဆက်ခံစားနေရတယ်တဲ့။အော်ကြံနေသေးတဲ့မွေစိတ်ကထုံးမှန်းတကူကြောင့်အထက်ကိုမတက်နိုင်ပဲတားမြစ်ထားတဲ့နေရာမှာအစွမ်းပြနေတာပေါ့ဟုတ်လားအဖွာဟုတ်တယ်ဆရာမလေးနောက်တော့ဘလို့ဖြစ်လဲဖွာဖွာသူအမျိုးသမားတော်ကမနိုင်တော့ဘူးလေကိုရင်သားပေါ်ရှိတဲ့နေရာကိုလူနာကိုပကတ်နဲ့ထမ်းလာပြီးရှ िख ိုးတောင်းမှန်ရတာပေါ့ကိုရင်သားပေါ်ကသူတော်ကောင်းပဲခွင့်လို့ပြီးကယ်လိုက်ပါတယ်အသက်ချမ်းသာသွားတာပေါ့ခွားကြီးကပြောရင်းတစုံတစ်ခုကိုသတိရတာဟန်ဖြင့်ဟဲ့ဟဲ့သမီးဘယ်ရောက်နေတော့လို့အတန်ပြုတ်လိုက်တော့အခါဒီမှာအမေအဘသားပေါ်ကြိုက်တတ်တဲ့တတ်သက်လွန်ဟင်းအတွက်မနက်ဖြန်အစင်းင်းချက်နိုင်အောင်ပြေးနေတယ်လို့ဖြေတန်းကမိကိုခန်းထဲကအထွက်လာတယ်မက်ခင်ရွှေအော်သွားတယ်အဘသားပေါ်မရှိတော့ဘူးလို့လည်းပြောတယ်အဘသားပေါ်အတွက်ဟင်းကိုလည်းစီမံနေတယ်ဆိုတော့အဘသားပေါ်ပြောက်သွားတယ်ဆိုတာမွေးမော်ပေါက်ပြီးမွေးဖြစ်နေတာများလားလို့တွေးလိုက်မိတယ်မက်ခင်ရွှေတွေးနေတာကိုအကက်ခတ်မိဟန်တူတဲ့အဖွားကြီးကဇဝေဇဝါဖြစ်နေတဲ့မက်ခင်ရွှေရဲ့အတွေးကိုရှင်းလိုက်တယ်ကိုရင်သားပေါ်ပြောက်သွားပြီးအဖယောက်ျားကအိမ်မက်တယ်ဆိုတာလုံမလေးကိုပြောခဲ့တယ်မဟုတ်လားဟုတ်ကဲ့အဖွာမှတ်မိပါတယ်အေးမနေ့ကဆိုရင်ကိုရင်သားပေါ်ပျောက်သွားတဲ့နေ့ပဲအဖယောက်ျားရှိစဉ်ငါပဲကိုရင်သားပေါ်ပျောက်သွားတဲ့နေ့တိုင်းမီလားဆိုရင်နှစ်စဉ်မှန်သူ့ကိုအိမ်မက်ထားတဲ့ရွာထိပ်ကဇေဒီအိုရှိရာတောင်ကုန်းကိုသူကြိုက်တဲ့ဟ
င်းနဲ့ထမင်းတပွဲသွားပို့နေကြမိန်းကလေးရဲ့အဲ့ဒါမနေ့ပြန်သွားပို့ရမယ်နေပဲ။အော်အဲ့ဒီဇေဒီအိုနဲ့တောင်ကုန်းအကြောင်းအပေါကိုတို့အဖြစ်ကလေးပြောပြမယ်ဆိုအပွား။တခုမှဇေဒီအိုအကြောင်းစကားစာပေါ်လာတော့ဖြစ်မက်ခေရွှေကသတိပေးပြီးစက်ကူတွေပေါင်းတင်နေပြင်းလိုက်သည်။အပွားကြီးကသွားတစ်ချောင်းမှမရှိရသောပါဇက်ကိုပြဲပြီးအာရပါရရေးလိုက်၏။ဟဲဆရာမလေးကတော့အဖွားတို့ရေးပြအိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော်တော်စိတ်ဝင်စားပါလားဟေကဲအဖွားပြောပြမယ်တေးသေးချာချာမှတ်ပြီးတော့ပြန်ရေးကြားလာဆရာမလေးဟုတ်ကဲ့ပါအဖွားထို့အချင်းကမတ်ရွှေအိမ်အသက်သည်15နှစ်အရွယ်အပြိုဖန်းကလေးမြသာရှိသေးသည်လိုလိပြီးသောနှစ်ပေါင်း60လောက်ကအသက်14-6နှစ်အရွယ်ဟူသည်ယခုလိုအပြိုလွတ်ရမည်ကိုမသိသေးအလှအပကိုစိတ်မဝင်စားသေးအချစ်ရေးကိစ္စဆိုသည်မှာဝေလာဝေးဆော့၍ကစား၍ကောင်းလုံးဖြစ်ပြီးလူကြီးများကအေးအရွယ်ကိုပါဇက်မှနှုတ်အတိစောအနံ့ပင်မပြောက်သေးသည့်လူဝမဲခလေးငယ်တွေဟုသာအတိအမှတ်ပြုခဲ့သည့်အချိန်ကာလဖြစ်သည်ထိုခေတ်ထိုချင်းကလူတွေကလည်းတစ္ဆာသမားတွေတည်သောသူတော်ကောင်းစိတ်ရှိသူတွေများရာမတ်ရွှေအိမ်တို့အရွယ်တွေသည်ရွာနာပဝင်းရင်တောတန်းခြုံပုံများသို့အဖော်အပေါင်းနှင့်ဖြစ်စီတယောက်တည်းဖြစ်စီသွားခြင်းသည့်နေရာကိုသွားခြင်းတဲ့အချိန်မှာသွားနိုင်သည်စော်ကားဖြက်စီးမိသူလူယုံမှဟူ၍မရှိသလောက်ရှားပါခဲ့၏ထို့ကြောင့်သားလျင်အေးအေးဆေးဆေးနေတတ်သောမတ်ရွှေအိမ်သည်ချင်းခွေဟင်းရွက်ခူးထွက်ရမှတယောက်တည်းသွားလိရှိသည်မတ်ရွှေအိမ်အဖို့ရွယ်သူမိန်းကလေးများကတစေတရေကြောက်သည်ဟုပြောလျင်ရည်စရာထင်ရအောင်တတိကောင်းသူဖြစ်သည်ကြီးကထင်းခွေဟိရွက်ခူးသွားရင်ဇေဒီပြက်ရှိရာတောင်ကုန်းကိုပဲသွားတတ်တာတော့ငါတို့မလိုက်ရဘူးအဲ့ဒီနေရာကတဆေရှိတယ်လို့တချို့လူကြီးတွေကပြောဘူးတယ်ပူသောစကားနဲ့မတ်ရွှေအိမ်သွားရာကိုဘသူကမှမလိုက်လို့ကြပဲလမ်းခွဲသွားကြသောအခါမတ်ရွှေအိမ်သည်ရွတ်တက်သောညင်ကလေးရှိသည့်အလျောက်ကြီးတို့ကြောက်တဲ့ရင်မလိုက်ကြနဲ့ပေါ့အဲ့ဒီနေရာကိုဘယ်သူမှမသွားတော့ထင်းကန်းချောက်တွေဟိရွက်တွေတိတ်ပေါ်တာငါကြည့်ယူမယ်ဟေ့မတ်ရွှေအိမ်ကကြီးမောမောပြောပြီးအကြောက်အရွံ့မရှိဇွန်မီအိုရှိရာတောင်ကုန်းငယ်သို့တယောက်တည်းလာခဲ့သည်တောင်ကုန်းငယ်ဆိုတော့လဲအမြင့်ကြီးမဟုတ်ခပ်ပြေးပြေးကမှုလေးတာတာမြဖြစ်သောကုန်းငယ်ဖြစ်ပြီးတောင်ကုန်းငယ်တစ်ခုလုံးတောချုံတွေပုံနေသည်ကုန်းငယ်ထိတ်တွင်ကပျက်စီးယိုယွင်းနေသောဇေဒီအိုတဆူသည်စူးချုံတွေပိတ်ဖုံးနေရာဇေဒီအိုဟူ၍တိတာယုံမြသာကရံပေါ်တော့သည်ဇေဒီအို၏အခြေနေရာနှင့်ခြေလန်း90ကျော်မြအကွာတွင်ကရမတ်ပင်ကြီးသုံးပင်ကဟူကလောက်ဆိုင်ပေါနေသည်နှစ်ပရိတ်စေရမြင်းမြကြာညောင်းသည့်အချိန်တွင်ပေါက်ဖွားရှင်သန်နေသည့်ကရမတ်ပင်တွေကိုမခိုင်မန်းနိုင်လောက်အောင်ပင်စီလုံးပတ်ပစိုးတပတ်ပင်မကတော့ပဲတပင်နှင့်တပင်ပင်စီကြီးထီနေလေပြီမြန်မာအုံဆိုင်သောကရမတ်ပင်ကြီးသုံးပင်မှကြွေကြသောကရမတ်ပန်းများမှာအပင်အောက်တွင်ပန်းမွေရာခင်းထားသလိုဖြစ်နေသည်အုံဆိုင်ဝေစားသောကရမတ်ပင်ကြီးသုံးပင်၏လောင်းရိပ်ကြောင့်အပင်အောက်မှမြက်ပင်ခြုံတွေမှစ၍မြည်သည့်အပင်မှမပေါက်နိုင်ပဲတင်ချေရှင်းရှင်းမှာတင်းတင်းပြန်မွေသောကရမတ်ပန်းတွေကိုမက်ရွှေအိမ်တယောက်အားရပါရကောက်သည်ဤနေရာကို3-4ချိန်မြမက်ရွှေအိမ်သွားသောအခါမက်ရွှေအိမ်အဖို့စိတ်ဝင်စားစရာတစ်ခုတွေ့လာခဲ့လေသည်အသက်20ကျော်အရွယ်မြရှိမည်ဟုခံမရသည့်တန့်ပြန်ဖြူစင်သောရုပ်ရည်ရှိသည့်ယောက်ျားမျိုးတစ်ယောက်နှင့်ရွယ်သူပေရှိမည်ဟုသောချစ်စပွဲမိမတို့တယောက်တို့သည်ကရမတ်ပင်ကြီးကိုကြောမိကတယောက်နဲ့တယောက်မထိခိုက်တော့လဲနီးကပ်စွာထိုင်း၍စေဒီအိုကြီးကိုငေးမောကြည့်ရှုနေသည်ကိုမတ်ရွှေအိမ်တွေ့ရသည်ကရမတ်ပန်းကောက်ရန်လာသောမတ်ရွှေအိမ်ကယောက်ျားပြိုနှင့်မိမပြိုကိုတွေ့ရသောအခါအံ့အားသင့်သွားသည်ဤယောက်ျားနှင့်မိမပြိုသည်သူတစ်ကြိမ်တစ်ခါမှမမြင်ဘူးသောကြောင့်သူနေထိုင်ရာရေပြားအိုင်ရွာသူရွာသားရည်သည့်နီးနဲမှမဟုတ်နိုင်ကြောင်းအတက်သေးလိုက်သည်တခြားရာကသမီးကြီးစားချင်းပြီးလာတွေ့ကြတာထင်တယ်မရွှေအိမ်ကတွေးပြီးလူငယ်တဘာဝအတိုင်းတိတ်တဆိတ်ချောင်းမြောင်းကြည့်လူသောဆန္ဒဖြင့်သူရရှိနေရာခြုံကွယ်ကပင်စိတ်ငြိမ်စွာစောင့်ကြည့်နေသည်မရွှေအိမ်ရောက်နေသောနေရာသည်ကရမတ်ပင်ကိုကြောမိထိုင်နေသောယောက်ျားပြိုနှင့်မိမပြိုကိုအရှိတက်တဲ့မှာမဟုတ်ဘဲခတ်ဆောင်ဆောင်ဒလွယ်ခုန်နေရဖြစ်သည်ယောက်ျားပြိုနှင့်မိမပြိုအားမရွှေအိမ်ကိုမြင့်ဟန်မတူပေဇေဒီအိုရှိရာကိုငေးပေါ်ကြည့်နေကြသည်ဘလို့ဟာပဲပါလေတမီကြီးစားချိန်တွေ့တာစိုးရင်ပျော်ပျော်ရွှင်ရွှင်နေရမယ်ကြီးမောမောစကားပြောရမယ်အခုတော့တယောက်နဲ့တယောက်ထီလည်းမထီဘူးစကားလည်းမပြောဘူးနည်းနည်းလေးမှမလှုပ်ပဲအယုတ်ကြီးတွေတည်ထားသလိုပဲငိမ့်နေလိုက်ကြတာနောက်ပြီးသူတို့မျက်နှာတွေကလည်းငိုးတော့မှမလို့ဘယ်ရွာကပတ်ဖြစ်လာကြတာပါလဲမရွှေအိမ်ကအံ့ဩစွာတွေးသည်
နှစ်ယောက်လုံးကတော့ချောချောလှလှတွေပဲဒီလိုယောက်ျားလှလှမိန်းမလှလှဆိုရင်ငါကသိတ်ချစ်တာဘာကူရရမလဲလို့တွားမေးလိုက်ရင်ကောင်းမလားတော်တော်ကြာဘာရှုပ်တာလဲဆိုပြီးရိုက်လို့ရင်ဒုက္ခမတ်ရွှေအိမ်ဒီထင်းမိထင်ရတွေးပြီးဘာမှမလုပ်တော့ဘဲနဲ့ကြည်ကောင်းကောင်းရှိသေးနဲ့ခြုံွယ်မှာပင်ငြိမ်သက်စွာနေပြီးကြည်နေသည်ကွန်းတရားညံ့မြကြာသောအခါယောက်ျားပြိုနှင့်မိန်းမပြိုသည်တိုင်ပင်ထားသည့်အလားကရမတ်ပင်ကိုကြောမိထိုင်းနေရမှတပြိုင်နက်မတက်ရက်လိုက်ကြသည်ထို့နောက်လှပသောမျက်နှာမှာပူဆွေးကြေကွဲဟန်ဖြင့်နှစ်ယောက်သားဥကောင်းကိုက်ဆိုင်ချ၍ဇေဒီအိုရှိရာကိုဖြင်းလေးစွာရှောက်လာကြသည်သူတို့ဝတ်ထားတဲ့အဝတ်စားတွေကလည်းတစ်မျိုးပဲတို့ရွာသူရွာသားတွေဝတ်တဲ့အင်ကြီးမျိုးထမိန်မျိုးပစိုးမျိုးမဟုတ်ဘူးအခုဘယ်ကိုသွားကြမှာပါလဲဟောဇေဒီအိုဘက်ကိုကြွေဝင်သွားလို့ငါမမြင်ရတော့လိုက်ကြည့်ရင်ကောင်းမလားဘာလာရှုပ်တာလဲဆိုပြီးရိုက်လို့ရင်ဒုက္ခမရွှေအိမ်ကတွေးပြီးဖျားဇေဒီအိုတစ်ဖက်အကွယ်ဝင်သွားပြီဖြစ်သောမနီရတော့သောယောက်ျားပြိုနှင့်မိန်းမပြိုအကြောင်းကိုဥကောင်းထဲမှတိုးတိတ်စွာအန်းတွေကောက်ဟင်းရွက်ခူးပြီးပြန်လာခဲ့သည်ဤအကြောင်းကိုမရွှေအိမ်ကဤသူ့ကိုမှမပြောဘဲမျိုးသိပ်ထားလိုက်၏တွေ့ခဲ့ဘူးသောယောက်ျားပြိုနှင့်မိန်းမပြိုကိုသူ့စိတ်ထဲမှတနာသည်လူကြီးမိဘများကသဘောမတူ၍တိတ်တဆိတ်ထွက်ပြေးလာကြသောကြောင့်မပြောနိုင်မရွှင်နိုင်ဝမ်းနဲ့ပူဆွေးနေရရှာသည်ဟုထင်သည်လူကြီးမိဘတွေမသိအောင်ရှာမတွေ့နိုင်အောင်ဤနေရာမှာလာရောက်ပုံအောင်နေခြင်းဖြစ်ရမည်ဟုယူဆသည်သူလျှောက်ပြော၍လူတိသူတိဖြစ်သွားပါကအသက်ဆိုင်ရာမိဘတွေကလာရောက်ပွဲခွာခေါ်ငင်သွားလေတနာစရာကောင်းသောဤယောက်ျားပြိုနှင့်မိန်းမပြိုပူဆွေးသောကကြာကြာလိမ့်မည်ကိုစိုးရိမ်သည်ထို့ကြောင့်မက်ရွှေအိမ်ကဘာမှမပြောဘဲရေငုံနှုတ်ပိတ်သာစိတ်စိတ်နေလိုက်တော့သည်တောက်ရမြတစ်ချိန်လောက်အီဇီရီအိုတောင်ကုန်းကိုတွားနေကြဖြစ်သောမက်ရွှေအိမ်ကဤနေရာကိုရောက်လာခဲ့ပြန်သည်ထို့အခါယောက်ျားပြိုနှင့်မိန်းမပြိုကိုရခင်ကတွေ့ခဲ့ရသည့်အနေအထားအတိုင်းမျက်နှာအမူအရာအတိုင်းတွေ့ရပြီးရခင်ကကဲ့သို့ပင်ဇေဒီအိုတစ်ဖက်ကွဲသို့ဝင်သွားကြပြန်သည်ကိုတွေ့ရပြန်သည်ဤနည်းအတိုင်း3-4ချိန်ပြတွေ့နေရသောအခါမက်ရွှေ၏ဤအတိုင်းငြိမ်သက်တိတ်ဆိတ်စွာမနေနိုင်တော့ချေတောင်ကုန်းပေါ်ကိုသူရောက်လာ၍ကရမတ်ပင်ကြီးအောင်မှယောက်ျားပြိုနှင့်မိန်းမပြိုကိုမြင်လျင်မြင်ချင်းပုံးကွယ်ချောကြည့်မနေတော့ဘဲဒုံဆိုင်ပြီးအပြေးသွားတွေ့လိုက်သည်ယောက်ျားပြိုနှင့်မိန်းမပြိုရှိမှဇုံရက်လိုက်သည်မက်ရွှေအိမ်အထင်ကသူ့ကိုမြင်လျင်နှစ်ယောက်လုံးအံ့ဩသွားလိမ့်မည်ဟုထင်၏သို့သောယောက်ျားပြိုနှင့်မိန်းမပြိုကသူတို့ရှေ့မှလာရသောမက်ရွှေအိမ်ကိုမြင်ဟန်ပင်မတူဖျားဇေဒီယိုရှိရာကိုငဲမြဲတိုင်းငေးနေကြသည်သူတို့မျက်နှာတွေကမက်ရွှေအိမ်ထွက်ညင်နေကြဝမ်းနဲ့ပူဆိုးသည့်ညနေသားအတိုင်းပင်ရှိနေသည်အကိုနဲ့အမဘယ်ရွာကလဲဒီမှာပါလာလောက်ကြတာလဲမတ်ရွှေအိမ်အမေကိုနှစ်ယောက်စလုံးမဖြေကြအငြိမ်မြဲတိုင်းငြိမ်နေကြသည်ကျမဘာလုပ်ပေးရမလဲဟင်မတ်ရွှေအိမ်ကပထမမေးသည့်သူမိကုန်းကိုအဖြစ်မရသောအခါနောက်မေကုန်းတစ်ခုထပ်မေးလိုက်၏ယောက်ျားပြိုနှင့်မိန်းမပြိုကအတန်ကြာနှုတ်ဆက်နေကြသည်ထို့နောက်မတ်ရွှေအိမ်ကိုမကြည့်ကြဘဲထိုင်ရမှပြိုင်သူထားလိုက်ကြသည်မိမပြိုကတနာစပွဲမျက်ရည်အသွေးသွေးကြသည်ယောက်ျားပြိုကကြေကွဲသောအတန်ဖြင့်တိုးတိုးတတ်တာပြောသည်ဤနေရာမှာတို့နေရတာကြာလာပါပြီဘယ်တော့မှသွားရပါမလဲကွယ်မငိုပါနဲ့နှမရဲ့ဝက်ရှိတဲ့၍တော့ခံရအောင်ပါပေါ့ဒီဖျားမှာတို့နေရမယ်လို့အမိန်ပေးတဲ့ပုဂ္ဂိုလ်ကပေးခဲ့ပြီသွားချိန်တန်းလို့သွားတယ်လို့အမိန်ပေးတဲ့ပုဂ္ဂိုလ်မပေါ်မချင်းတို့နေရအောင်မှာပေါ်နှမရေလာပြန်냐စို့ယောက်ျားပြိုကစကားဆုံးသောအခါလင်းငယ်သောခြေလမ်းများဖြင့်ဥကောင်းငိုက်ဆိုင်ချပြီးသွားရနောက်သို့မျက်ရည်ကျလျက်ပင်မိမပြိုကဥကောင်းငိုက်ဆိုင်ချကလေးလံသောခြေလမ်းများဖြင့်လိုက်သွားကြသည်နှစ်ယောက်စလုံးပင်ဇေရီအိုတစ်ဖက်အကွဲသို့ဝင်ရောက်သွားကြသည်နေပါအောင်အကိုနဲ့မတို့ဘေးကိုသွားခြင်းလေသွားရော့လို့ပြောနိုင်တဲ့သူကဘသူလဲကျမသွားပြောပေးမယ်ဘသူစီကိုသွားပြောပေးရမလဲမက်ရွှေအင်းကအံ့ဩခြင်းစိတ်မကောင်းဖြစ်ခြင်းဖြင့်ငိတ်ကြည့်နေရမှဇီရီယိုတစ်ဖက်အကွဲသို့ယောက်ျားပြိုနဲ့မိမပြိုဝင်းရောက်ပြောက်ွယ်သွားမှတတိတရနဲ့နှုတ်ကအော်ဟစ်မေးမြန်းရင်းပြေးလိုက်သွားသည်ဇီရီယိုတစ်ဖက်အကွဲတွင်ကတစ်ပင်ချုံနယ်တွေအိပ်ဖုံးလျက်သာရှိသည်ယောက်ျားပြိုနဲ့မိမပြိုကိုအရေးအယောင်ပင်မတွေ့ရတော့ကြဘဲရောက်သွားကြပါလေအကိုရီအမရီမက်ဆွေအိမ်ကအော်ခေါ်သည်ပြန်လဲထူးတန်ကိုလည်းမကြားရမက်ရွှေအိမ်ကစိတ်ပြက်စွာဖြင့်ပြန်လာခဲ့၏ဤတစ်ချိန်တွင်ကမက်ရွှေအိမ်နှုတ်ဆက်မနေနိုင်တော့ချေသူမြင်ခဲ့ကြားခဲ့ရတွေ့ခဲ့ရတာတွေကိုတလုံးမကျန်ပြန်လဲပြောပြကတနာစရာကောင်းသောယောက်ျားပြိုနှင့်မိမပြိုတို့
သွားကျင်သည့်နေရာကိုသွားကြပါစေပြောကြပေးပါလို့မိဘတွေကို၎င်းအိမ်မှာစွန့်ခံသည့်တန်ဃာတော်တွေကို၎င်းစိတ်မကောင်းစွာရှောက်ထားပြောဆိုလေတော့သည်ဤတွင်ကတရွာလုံးပြန်သွားသည်ထိုအခါရွာเจ้าဖုံးတော်ကြီးကိုတော်တိုင်မက်ရွှေအိမ်ကိုခေါ်ပြီးတိတ်ချစွာမေးတော်မူသည်ထို့နောက်ဖုံးတော်ကြီးကကြီးမှုကဇေဒီအိုကိုစူးပင်ချုံတွေရှင်းပြီးပန်းစီမီစွန်ရေချမ်းကတ်လူကြသည်အယံမြစ်တာဘာဝနာပွားများကြသည်အမျှဝေကြသည်ဤကိစ္စတွင်ပြီးသောအခါမက်ရွှေအိမ်ကိုမိဘများကထင်းခွေဟင်းရွက်ခုရေခတ်ပင်မခိုင်းကြတော့ပဲအိမ်ထဲမှာသာနေစေခဲ့သည်မှာကိုပိုးအောင်နှင့်လက်ထက်သည့်အထိပင်ဖြစ်တော်သည်အဲ့ဒီနေရာကိုအဖွားနောက်ထပ်သွားသေးလားအားကြီးပြော၍ဆုံးသောအခါမက်ခင်ရွှေကမေးလိုက်သည်ကိုအားနဲ့လက်ထပ်ပြီးရဲ့နောက်မှာတော့အပြိုဘဝလူမလွတ်လပ်တော့ဘူးလေပါရီယာကိစ္စတွေဝေယဝိဆတွေများတော့ဇေယီအိုရှိရာတောင်ကုန်းကိုခြေဥတော်မှတ်နေခဲ့တော့ပါဘူးနှစ်ပေါင်းများစွာကြာပြီးမှကိုရင်တာပေါ်နဲ့ပတ်သက်ပြီးရောက်သွားပြီမဲ့ဘာမှမတွေ့ရတော့ဘူးတွေ့စရာကလည်းကရမတ်ပင်ကြီးသုံးပင်ကတည်သွားပြီလေအဖွားကိုစကားကိုနားထောင်ရင်မက်ခေရွှေစိတ်ထဲမှာစိုးတယ်လို့လွမ်းတယ်လို့ဖြစ်နေသည်အဖွားကြီးပြောပြတဲ့ပါမန်းမတည်သောယောက်ျားပြိုနှင့်မိန်းမပြိုကိုစိတ်ထဲမှာတနာနေသည်မက်ခေရွှေငင်းနေရမှလမ်းမပေါ်တွင်ခလေးငယ်တူရှိုက်ကြီးငင်းကြီးငိုလာသည်ကိုတွေ့ရသောအခါဟဲ့ဖွားရှင်သားလေးပါလားအစစ်လိုလဲခလေးလို့အဖွားကြီးကလှမ်းပြီးတယ်အဖွားရဲ့ကျွန်တော်ကြက်တူရွေးလေးပြန်ပြေးသွားပြီကျွန်တော်လိုက်တာမရတော့ဘူးလို့ခလေးငယ်ကငိုရှာရင်းဖြေတယ်။နင်ကအတောင်မညက်ထားဘူးလား။မညက်မိဘူးအဖွားရဲ့ကျွန်တော်ကိုကြက်တူရွေးလေးကချစ်တော့ပြန်ပြေးမယ်မထင်လို့။အော်ဖြစ်ရလေနင်ကနင့်ပါကြီးကိုအားကြပြီးအတောင်မညက်ပဲမွေးတာကိုနင့်ပါကြီးမွေးထားတဲ့ကြက်တူရွေးမျိုးကဘယ်မှမရှိဘူးဟဲ့။ဟာအေးကြက်တူရွေးကတရားရုံးတက်ပြီးတက်တဲ့ခံခဲ့ရတဲ့ကြက်တူရွေးပဲပေါ့မှတ်လို့အဖွားကြီးစကားကြောင့်မက်ခင်ရွှေမျက်လုံးကျဲသွားပြန်သည်။အဲ့ဒီချက်တူရေးကမနေဆောင်တရားရုံးမှာတက်တဲ့ခံနိုင်ရတာလေဝါအေးဆီယမလေးနဲ့ဒီဝါနဲ့ရတော့အိုင်ကိုက်ပဲကဲဇေဒီယိုအကြောင်းအပိသာရေးပါလေပြီးရင်တော့ဘာတော့ချက်တူရေးအကြောင်းပြောပြမယ်ဟုတ်ကဲ့ပါပွားလို့မခင်ရွှေကတွက်လက်စွာပြောလိုက်၏ဟုတ်ကဲ့ပါရှင်ရေပြအိုင်းမှာဇေဒီယိုဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာအဆုံးသတ်သွားပါပြီဆီယမကြီးမဝင်းမြင့်နဲ့တကွစာဖတ်သူပြည်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်အစိုးထိနောက်ထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်